တခါတော့ကရှမ်းပြည်နယ်ရဲ့ကြေးရွာတရွာမှာဉာဏ်ပညာထက်မြက်ပြီးရုပ်ရည်ချော်မော်တဲ့ကွန်ဆန်လောလို့ခေါ်တဲ့ရှမ်းတိုင်းရင်းသားလေးတယောက်ရှိတဲ့သူ့ကိုလိုချင်တဲ့အပြိုချောချောလေးတွေကလည်းဝိုင်းဝိုင်းလည်နေပြီးသူ့အမေကလည်းသူ့ကိုသူ့သဘောတူတဲ့သူနဲ့လက်ထပ်စေချင်ပါတယ်အေးသမီးပန်းနေရမဟုတ်တွင်နဲ့အန်ဒီတာနဲ့လဲမယ်နော်ဒါကိုမိမုန်းနေလေစားလိုက်ပြီးတာမီမရှိလိုက်တော့ကွန်ဆန်လောကသူ့အမေပေးစားတဲ့သူနဲ့မယူချင်လို့ကုံရောင်းမယ်ဆိုပြီးရှောင်ထွက်ခဲ့တာပေါ့ကွယ်ဒီလိုကုံရောင်းရင်မြို့လေးတစ်မြို့ကိုရောက်တော့နန်းဦးပြင်လို့ခေါ်တဲ့ရှမ်းမလေးနဲ့ချစ်ကြိုက်သွားပါလေရောဒါကြောင့်ကွန်ဆန်လောကရွာကိုမပြန်တော့ပဲနန်းဦးပြင်တို့မျိုးလေးမှာပဲနန်းဦးပြင်နဲ့အတူပေါင်းသင်းနေထိုင်ပါတဲ့လိုနန်းဦးပြင်လေးကိုဝင်ရလာတော့သူကုံရောင်းသွားရင်မိမဖြစ်သူကိုတယောက်တည်းစိတ်မချတာနဲ့နန်းရီကို့အမေနဲ့အတူသွားနေရအောင်လို့ဆိုပါတဲ့ကွယ်မိမဖြစ်သူကလည်းလင်းယောက်ျားဖြစ်သူရဲ့စကားကိုမပယ်ရှာပဲလင်းယောက်ျားခေါ်ဆောင်ရနောက်ကိုလိုက်ခဲ့ပါတော့တယ်切啥的美丽，切啥喏？谁查来查给吧，大爷，没给我谁来把妹？ရောက်ခမဖြစ်သူကတားဖြစ်သူရှေ့မှာတော့ကြည်ပြူဟန်ဆောင်ပြပေမဲ့ကွန်ဆန်လောကုံရောက်သွားတဲ့အခါနန်းဦးပြင်လေးခင်ဗျာရောက်ခမဖြစ်သူရဲ့ညင်ပန်းနေစတဲ့တံကိုခံရပါလေရော嘿，你几我在小毕业，你看呀没家了，一直什么家谁那种对查看，咋样对比咱们？နန်းဦးပြင်လေးကယောက်ျားဖြစ်သူရဲ့ပြန်လာကိုတောင်မဆောင်နိုင်တော့ပဲကိုဝေရင်မကြီးနဲ့သူ့ရွာကိုပြန်သွားတာပေါ့ကွယ်နန်းဦးပြင်ကလမ်းမှာပဲတာဦးလေးကိုဖားမြင်လိုက်နိုင်ပေမဲ့တာဦးလေးကအသက်မပါတော့တာကြောင့်တားရီနေပင်ကိုမြင်မှုရှိရင်ဒီကားနေတာစောင်းဆိုပြီးတစ်ပင်ကွာကြောင်းအားထားရေးခဲ့ပါတဲ့တားလေးကတော့အုံရလေးဖြစ်သွားပြီးသူ့အဖေကိုပေါ်ဝေလို့ခေါ်ပြီးရှာနေပါတဲ့နန်းဦးပြင်လေးကရွာကိုလေးပြန်ရောက်ရောမိဖွားပြီးကစားစိတ်ဝေဒနာကြောင့်ဆုံးပါသွားပါတဲ့ကွန်ဆန်လောကတရင်ကြချင်းရောက်လာပေမဲ့နန်းဦးပြင်ရဲ့အလောင်းကိုသာတွေ့ရတော့တာပေါ့ဒါကြောင့်ကွန်ဆန်လောကလည်းနန်းမရှိတဲ့အရက်မှာမနေနိုင်ဘူးဆိုပြီးကိုတတ်တည်လိုက်ပါလေရောဒါတွေကိုတီတော့ကွန်ဆန်လောရဲ့အမေရောက်လာပြီးတင်ရင်ကြောင့်နေတော့နှစ်ယောက်မပေါင်းစေရဘူးဆိုပြီးသူတို့နှစ်ယောက်ရဲ့အလောင်းကြားမှာဝက်ဆက်30ပါတဲ့ထဘိုးဝါလုံးတစ်လုံးကိုချလိုက်ပါတဲ့။နောက်ဦးပြင်လေးနဲ့ကွန်ဆန်လောနှစ်ဦးကအဲ့ဒီညမှာပဲကျုံးလေးတောက်ပါတဲ့ကျယ်လေးနှစ်ပွင့်ဖြစ်သွားပြီးဝက်ဆက်30ကတော့သူတို့နှစ်ဦးကြားမှာချထားတဲ့မိတ်တုံကျယ်လေး3ပွင့်ဖြစ်သွားတာပေါ့ကွယ်။အခုအဲ့ဒီကျယ်လေးကိုမောင်ရင်ဆိုင်တန်းကျယ်လို့ခေါ်ကြပြီးစောင်းရည်မှာတွေ့ရတတ်ပါတယ်။ဒီပုံမြင်လေးကိုနားထောင်ပြီးရင်စက်တဲ့သူတိုင်းပေါင်းရပါစေလို့ AI Animation Studio ကနေဆုတောင်းပေးလိုက်ပါတယ်ရှင်။